မင်္ဂလာပါကျွန်တော်အဲ့ထုံးမှာကျွန်တော်ရဲ့ Goranji ခရီးစဉ်အပိုင်း1မှာလူအသစ်တွေထပ်ပြီးတော့တိုးလာပါတယ်ကိုပေါင်းကြီးကိုကြီးဖုံးနဲ့ကိုဩငါနဲ့ဖြစ်ပါတယ်ကျွန်တော်ရဲ့ရိုးရာမပြတ်ပါဘူးစပြီးထွက်ပြီးတော့လမ်းထိပ်မှာပဲရှိပါသေးတယ်စိုက်ကယ်တစ်စီးကဘာလို့မှမသိဘူးရပ်သွားပါတယ်လက်တွေကတော့ကိုပေါင်းကြီးရွံ့ဖြစ်ပါတယ်စိုက်ကယ်နဲ့ခရီးသွားကနေရောစိုက်ကယ်ကိုကြိုစစ်မထားလို့ဘက်ထရီဝက်သွားပါကျွန်တော်သူ့ cycle ကို recharging ဖြစ်အောင်ခဏလေးယူမောင်းပေးပါတယ်ပြီးတော့ကျွန်တော်အားလုံးမြို့ပြင်ကိုရောက်ပြီးတော့ cycle တွေကို cycle ကိုပြန်မောင်းကြတယ်ပြီးတော့မကြခင်မှာပဲကျွန်တော်ညောင်တုံးကိုရောက်ပါတယ်ညောင်တုံး classic classic ဒါရန်ကုန်ကနေ join တာ Multistrada 1200 speed ဒါရန်ကုန်ကနေ join တာရန်ကုန်က join တာဒါရဲ့ဒီ Multistrada 1260S ရဲ့ဟိုအရှိဆုံးကဟို GS အဲ့ဒါ3စီးပေါ့ပသိမ်မှာတော့နားမယ်ပသိမ်မှာတစ်ခေါက်ရက်ပသိမ်မှာရက်ပြီးရင် Goranji ဒီဖြုတ်အခုဒီမှာအစာများများစားထားလို့ပြောတယ်သူတို့ကပြီးလို့ရှိရင်တော့အစာခြေပေးမယ်လို့ပြောတယ် Okay ဟုတ်တယ်တကယ်လဲအဲ့ဒီပသိမ်ကိုမရောက်ခင်ဒီရန်ကုန်နဲ့ပသိမ်ကြားပေါ့နော်ရန်ကုန်ကနေထွက်လာပြီးတနားရီခွဲလောက်မောင်းပြီးသွားပြီဆိုလို့ရှိရင်အဲ့တရားရှိရလေတရားကြီးကိုကြော်လိုက်တာ ਨੇ အဲ့လမ်းอ่ะဗျာကြည့်လိုက်ရင်တော့ကတ်တရလမ်းပဲဒါပေမဲ့တော်တော်ကိုစိုးတာဗျာ cycle ကိုဒီ scrambler တွေ multistrada တွေတောင်မှပေါ့နော်တော်တော်လေးကိုအဲ့လို handle bar ကြီးကိုချစ်ပါအောင်ကင်ထားတာကီလိုက80 80လောက်ပဲမောင်းလို့ရတယ်ပေါ့နော်အဲ့လမ်းမှာအဲ့ထက်ပိုမြန်လို့ရှိရင်ဟိုအဲ့လိုအရှိဘိန်းခါသွားလို့ရှိရင်ပေါ့နော် speed ကိုမထိန်းနိုင်တော့မှာဆိုလို့ပေါ့ဗီဒီယိုထဲမှာလည်းကြည့်နော်လမ်းနေထားကိုနည်းနည်းတော့တွေ့ရမှာကျွန်တော်အဲ့လိုနဲ့မနက်10 နာရီလောက်မှာပသိမ်ကိုရောက်တယ်ပြီးတော့ပသိမ်မှာစီထည့်တယ်ခဏတစ်ဖြုံနာတယ် Hello ACM လား Boom boom ဒါကတော့ brand ချက်ပေါင်းကြီးတောက်တဲ့နီးပါ brand ချက်ပေါင်းကိုအရင်မော့ပြီးတော့ civic နဲ့မျောချလိုက်လို့ရှိရင်တော်တော်လေးအဝင်တက်တာပါတယ်နောက်ပြီးတော့အဲ့ဒီနီးကပင်မန်းတာလည်းတော်တော်လေးခံနိုင်ရှိရပါတော့အဲ့လိုနဲ့မကြခင်မှာပဲကျွန်တော်တို့မော်တင်ဇွန်လမ်းခွဲရနေကျွန်တော်ငွေဆောင်ဘက်ကိုခြိတက်တယ်ပေါ့နော်ကျွန်တော်ရဲ့လမ်းကြောင်း plan ကအသွားခရီးကိုငွေဆောင်ကနေငရုတ်ကောင်း to Goranji ပေါ့နော်အပြန်ကြမှာကျွန်တော် Goranji ကနေမှဒီငရုတ်ကောင်းတောင်ကနေဒါမော်တင်ဇွန်ပြီးတော့ပသိမ်ပေါ့အဲ့လိုပုံစံကျွန်တော် road plan ဆွဲထားဖြစ်တယ်ပေါ့နော်အခုမောင်းနေတဲ့ယောက်ကတော့အရှိက22ဖြစ်ပြီးတော့အနောက်ကကိုဘောင်ကြီးဖြစ်ပါတယ်ဒီချိန်မှာပဲကိုပေါင်ကြီးကကြော်တက်သွားတယ်ရှေ့မှာ3ဘိန်းကြီးရှောင်းနေအော်မိုက်ပါတယ်ကိုပေါင်ကြီးစကီးတွေပြပါတယ်ငွေဆောင်အတက်လမ်းမှာဖြစ်ပါတယ်တွင်2နောက်ကနေလိုက်တယ်ဒီမှာကျွန်တော်တို့ငွေဆောင်ရောက်တယ်နေ့လည်စာစားတယ်ကျွန်တော်တို့အကြာကြီးနားတော့အဲ့ဒီမှာငွေဆောင်ကထမင်းဆိုင်ရာဆိုင်ရှင်ဘဲကြီးကိုကျွန်တော်တို့ကလမ်းကြောင်းအခြေအနေပါညာမေးကြည့်တာပေါ့နော်ကျွန်တော်ရွေးချယ်ထားတဲ့လမ်းကြောင်းကမှန်ရလားကောင်းရလားပေါ့ဒီဘဲကြီးကအားရပါရကျွန်တော်တို့ရှင်းပြတယ်အားတဲ့လမ်းကြောင်းကပြောတလောက်ကြီးမစိုးပါဘူးတဲ့တနားခွဲလောက်မောင်းရင်နဲ့ငရုတ်ကောင်းကိုရောက်ပြီးတဲ့သူပြောတဲ့တိတ်မစိုးပါဘူးဆိုရယ်လမ်းကဗျာကျွန်တော်တို့မှလေ10စက္ကန့်ပြည့်အောင်ကောင်းတဲ့နေရာဆိုတာမရှိဘူးဗျာတကယ်ပြောတာအခုဗီဒီယိုထဲမှာကြည့်ရတဲ့လမ်းပိုင်းတွေအတိုင်းပဲတောက်လျှောက်ကြီးပိုဆိုးတာအဲ့ဒီအတိုင်းကိုသူပြောတဲ့တနာရီခွဲလဲမဟုတ်ဘူးကျွန်တော်ဘိန်းကြီးရတယ်တော့မှဗျာ4နာရီကျော်ကြာအောင်ကျွန်တော်မောင်းယူလိုက်ရတယ်အဲ့တော့မှကျွန်တော်တို့ငရုတ်ကောင်းကိုရောက်တယ်ဗျာအတိလားပြန်လို့ငုံနေတော့ချိဖားနေဒီမှာရွာခံဒီကိုကလမ်းပြပေးတာဟုတ်ပေးရအောင်ကိုအောင်ကြီးကတော့ဒီသေးပဲဗျာညင်ပဲအဲ့ဒီမှာဒီတချို့လမ်းပိုင်းလေးတွေမှာဒီလိုမြင်ကွင်းလေးမြင်ရတဲ့ခါကျတော့ကျွန်တော်တို့နည်းနည်းတော့အမောပြေတာပေါ့နော်ဒီအများကြီးတင်ပါလေကိုတတကျွန်တော်ဒီနေရာမှာဒီ scrambler 1100ကိုအကြိုက်ဆုံးဖြစ်သွားတာပေါ့နော်လန်ခီတစ်လျှောက်လုံးမှာဒီနေရာရောက်မှာပဲဒီ cycle နဲ့လာလိုက်တာအရန်မှန်သွားတယ်လို့ကျွန်တော်ကျေနပ်သွားတာပေါ့နော်အော်ဒီတရားကြီးကို
ဒီလိုတရားတွေကိုရောက်ပြီဆိုရင်ပေါ့နော်ကျွန်တော်ကအဲ့ဒါကုသိုလ်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အဖွဲ့ထဲမှာအသက်အကြီးဆုံးဖြစ်တဲ့ဦးလေးကြီးကသူကမမောင်းရဲဘူးအဲ့ဒါကျွန်တော်ပဲယူပြီးမောင်းမိတာပြီးရင်ကျွန်တော်ဟိုဘက်ကန်းဒီပြန်ကူကျွန်တော်ဆိုင်ကယ်ပြန်သွားယူအလုပ်တွေကိုရှုပ်နေတာဒါကိုဖြတ်ပြီးရဲ့တကားလားငွေဆောင်ကနေဒီနေရာထိကိုကျွန်တော်2နာရီခွဲလောက်ကြာအောင်မောင်းရတယ်ပေါ့နော်မြန်တဲ့သူကမြန်နေတဲ့သူကနေနဲ့တကွဲတပြားစီတွေဖြစ်ကုန်တာဒီနေရာရောက်မှပဲကျွန်တော်အားလုံးပြန်ပြီးတော့စုံမိကြပါပေါ့နော်လုပ်ပေးလိုက်ပြီနော်အော်ဒီနေရာမှာလေအဲ့လူစုံတက်စုံနဲ့အရုပ်ကျိုးပြက်တွေဖြစ်နေတဲ့အချိန်မှာကိုပေါင်ကြီးကအားစေးတစ်လုံးလာထိုးပေးတယ်ဝင်းနေမှာစားပြီးတော့နောက်တစ်မောအဲ့လူရှင်တော့ဖြိုးဖြိုးဒါတွင်ထူးမတူဘူးเนาะတေချာကြီးပြန်ပြမယ်ဖြောင်း Happy birthday thank you bro ကိုဒီ Happy birthday เนาะတခုပြောဖို့မေးပါလို့ကျွန်တော်အိမ်နဲ့ထဲနေလေဆရာကြီးကိုတတိရတယ် Happy birthday တကယ်ကတွင်ထူးရဲ့မွေးနေ့က9လပိုင်းမှာအခုကျွန်တော်သွားတာ1လပိုင်းတကယ်တမ်းဘာမှလည်းမဆိုင်ဘူးအဲ့နေရာမှာပဲကျွန်တော်လည်းတကယ်ပဲခွတ်ထိုးခွက်လန်နေရီပြီးရဲ့နောက်မှာပြင်ပန်းတာလေးတက်တာသွားပြီးတော့ကျွန်တော်ရဲ့ခီးကိုဆက်တယ်ပေါ့နော်လမ်းကြောင်းအခြေအနေကတော့ထုံးစံတိုင်းပဲကျွန်တော်နောက်ထပ်1နာရီခွဲလောက်ကိုဒီလမ်းကြီးတွေပေါ်မှာကျွန်တော်တို့ထပ်ပြီးမောင်းခဲ့ရတယ်မဆပြောင်းဘူးလေတက်ကြီးကြီးဟာကလေးမို့တော့တက်ကြီးနေတက်ဒီတရားကိုမြင်ပြီးဆိုတာနဲ့စိုက်ကယ်ဘွားဆင်းမိသားပဲဘာလို့ဆိုသူ pressure အရင်ရတယ်အဲ့ဒီတရားပေါ်ဖြတ်မောင်းရတာပေါ့နော်လက်တွေပါမြောက်သွားတယ်အမှတဲ့ရွာကန်တွေကတော့ဇွတ်ဖြုတ်တာဗျာကိုရီးယားသာကဘာပြက်နေတာတကယ်ပဲအဲ့ကက်တရာလမ်းပေါ်ရောက်တဲ့အချိန်မှာအဲ့ feeling ကအဲ့တကယ်ဖြစ်တာပဲအဲ့လိုမျိုးပျော်လွန်းလို့အဲ့လိုအော်ကိုအော်နေရတာကွာဒီလားအပလေးလွှဲလိုက်တာကက်တရာလမ်းရေကျွန်တော်အဲ့ဒီငရုတ်ကောင်းတဲ့ Koranji ကိုဆက်ထားတဲ့ဒီတရားအစ်စ်ကြီးလေအဲ့တရားအစ်စ်ကြီးပေါ်ရောက်တော့တော်တော်လေးကိုမိုက်တယ်ဗျာအဲ့ဟိုတော့မောတာတွေပန်းတာတွေအကုန်ပြေသွားတာသိရမလားတော့အဲ့လိုအပေါ် view ကနေပြီးတော့မှအဲ့လိုပင်လယ်ကြီးကိုအဲ့လိုမျိုးခွာပြီးမှစောက်ထားတဲ့တရားမြန်မာနိုင်ငံမှာတော်တော်ရှားတယ်နော်တော်တော်မိုက်တယ်အဲ့ဒါဘလို့နေလဲလုံးဝ private ပဲဒီ area ကြီးတစ်ခုလုံး share ပဲကျွန်တော်တို့ညနေနေမဝင်ခင်လေးမှာ sunset အမီ Koranji ကျွန်းပေါ်ရောက်ပါတယ်ဟိုတယ်မှာ check in လုပ်ပြီးတော့ကျွန်တော်အဲ့နေ့ညနေပိုင်းကိုနားတယ်ပေါ့နော်ပြီးတော့နောက်တရက်မနက်မှာ Koranji အနီးနားတစ်ဝိုက်ဟိုဒီလေးရှောက်သွားကြတယ်အဲ့ဒီဟာလေးကိုလည်းကျွန်တော်ဒီအပိုင်း3ထဲမှာပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်ဂျားဖြတ်အပိုင်းလေးတစ်ခုအနေနဲ့ဖြစ်ကျွန်တော်အဲ့လိုအမှတ်တရလေးပြန်တင်မယ်ပေါ့နော်အခုတော့ဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်